ဒီနေ့ကတော့လက်သေးရှည်မြင်တဲ့သူတွေနောက်က cuticle ထွက်တာမြင်တဲ့သူတွေပေါ့နော်အဲ့လိုလူမျိုးတွေအတွက်ရိုးရိုး nail cleansing manicure နဲ့ brush and manicure နဲ့ဘာတွေကွာခြားသွားလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ nail cleansing လေးကိုတော့ brush and manicure technique ကိုအသုံးပြုပြီးတော့ nail cleansing လုပ်ပြသွားတာပဲဖြစ်ပါတယ်လက်သေးဆိုင်သွားပြီးတော့တချို့အတွက်ကတော့နှစ်ပတ်လောက်နဲ့ပုံမှန်တိုင်းလေးပဲရှည်ထွက်တတ်တဲ့ပုံမျိုးပေါ့နော်တချို့အတွက်ကျတော့နှစ်ပတ်နဲ့တော်ကိုရှည်ထွက်လာပြီးတော့လက်သေးပုံမလှတော့တာမျိုးတွေလည်းရှိတတ်ပါတယ်အဲ့လိုလူမျိုးတွေအတွက် Russian manicure နဲ့ nail cleansing လုပ်ထားတဲ့အခါ၃ပတ်ကနေတစ်လလောက်ထိခါ AC ခံပါတယ်အဲ့ချိန်တွင်းမှာအရင်ရုပ်ပြက်စင်ပြက်ရှည်ထွက်လာတာမျိုးတွေလည်းမရှိဘူးပေါ့နော်Russian manicure က dry manicure မျိုးစားတစ်ခုဖြစ်တာကြောင့်ဒီတမားတွေကိုရှင်းလင်းတဲ့အခါမှာတမားပွားစီတွေ cream တွေအရည်တွေကိုသုံးဖြူစရာမလိုဘဲနဲ့ဒီအတမားနဲ့ပတ်သက်ပြီးတော့သုံးတဲ့ e-fine တွေနောက်ပြီးတော့ဒီ nail hat အမျိုးအစားအစုံလေးရယ်ပြီးတော့ဒီ cuticle cutter ပေါ့နော်ဒါမှမဟုတ် cuticle sexer လို့ခေါ်ရဲဒီအတမားရင်းညက်တဲ့ကကြီးအမျိုးအစားလေးတွေကိုလည်းသုံးပေးပါတယ်Russian manicure မှာ cuticle အတွက်အတမပွားစည်းတွေ cream တွေမသုံးထားတဲ့အတွက်ကြောင့်မို့လို့ skin sensitive ရှိတဲ့သူတွေအတွက်ဒီဓာတ်မတက်မှုကိုလည်းမဖြစ်ပေါ်စေဘူးပေါ့နော်ဘယ်လင်နာတို့ရဲ့ minimally nail salon မှာတော့ manicure နဲ့ပတ်သက်တဲ့ e-fine တွေ dry hat တွေဒီ cutter တွေအကုန်လုံးကိုတယောက်ကိုအသုံးပြုပြီးတိုင်းတခြားပုသက်ဆက်ထဲမှာတန့်စင်နေပြီးတော့ပုသက်စီတွေဖြန်းနေပြီးတော့နောက်တစ်ခုကဒီပုသက်တဲ့အိတ်ကလေးတွေပေါ့နော် sterilizer pouch လေးတွေနဲ့တေချာအစင်စင်ပိုးသက်ပြီးတော့မှပဲနောက်တစ်ယောက်ကိုပြန်ပြီးအသုံးပြုပေးတာဖြစ်ပါတယ် Russian manicure နဲ့ nail cleansing လုပ်ဖို့ရတဲ့သူတွေရှိလားရှိတယ်ဆိုလို့ရှိရင်ဘယ်လို cleansing မျိုးကြိုက်တယ်ဆိုတာကို comment မှာဖြေခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်